ပြင်းစရာကြီးလေးပေါက်လေးဖောက်ချလိုက်တာပတ်စံလေး10 ပတ်ပဲရှိရဘယ်လိုလုပ်မလဲ10 ပတ်တန်ပလိုင်းပေါက်တော့ရှာလိုက်အောင်မယ်ပေါက်လေးတွေရမယ်ပလိုင်းပေါက်လေးတွေပလိုင်းပေါက်တပူးဝက်ကြံတော့ဒီတပူး10 ပတ်ဘယ်သူမှမဝယ်ကြဘူးဆောက်လိုက်အောင်မယ်ဟုတ်မှာပလိုင်းပေါက်ဆိုင်တွေ့ပြီးပဲတော့ဝယ်လိုက်အောင်မယ်ညီမလေးပါယူမလဲညီမကိုလေးဟိုပလိုင်းပေါက်10 ပတ်တန်ပလိုင်းပေါက်လေးရှိလားရှိရဒီတပူးဝက်ကြံတော့လေယူလိုက်ဟုတ်ရ10 ပတ်ဒါမင်းနော်ဘပပလိုင်းပေါက်လို့ရလားပြီပလိုင်းပေါက်ဖောက်မယ်ပလိုင်းပေါက်ဒီမှာချထားမယ်ပလိုင်းပေါက်ဖောက်မယ်ရွေးချက်စရာအများရှိရဲ့အမဲရောင်လို့ချင်တယ်အနီရောင်နဲ့အစိမ်းရောင်မလို့ချင်ဘူးအနီရောင်နဲ့အစိမ်းရောင်လဲလို့အမဲရောင်ပေါက်ရတယ်ဖောက်မယ်ကတ်ကြီးရပါလေလေမြင်ရလားမမြင်ရလဲမြင်အောင်ကြည့်လိုက်ဖောက်မယ်ဝေးဖောက်မယ်ဘာလဲလှုပ်ရှိုးလိုက်တာအစိမ်းရောင်ကြီးမျိုးစီဒါပဲဖိုင်း